ပါရှင်ဒီကရှိုးရုံးလေးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရှိုးရုံးမှာရှိနေတဲ့ကားလေးတွေရဲ့ model နဲ့ဈေးနှုန်းလေးတွေကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကားလေးကတော့ model 2009ဖြစ်မယ် manual ကို 2 wheel လေးပါရှင်ကားလေးကောင်းပါတယ်တက်တန်းတို့ရင်စစ်ပြီးသားပါတက်တန်းအသစ်နဲ့ရမှာပါရှင်ဒီကားလေးရဲ့ဈေးနှုန်းလေးကတော့980ကိုပိုင်ရှင်တိုင်းနဲ့ညှိပေးမှာပါ short ကားလေးကတော့ mini gear 7K လေးပါ manual မှာ 2 wheel ဖြစ်တယ်တက်တန်းကဒီနေ့ကုန်12လပိုင်းမှာကားလေးရဲ့ဈေးနှုန်းလေးကတော့940ကိုညှိနှိုင်းပြီးတော့ရောင်းချပေးမှာပါရှင်ကားလေးကတော့ manual ကို 4 wheel ဖြစ်မယ်ဈေးလေးက920ကိုညှိနှိုင်းပါရှင်တောက်ခွန် model လေးပါ manual ကို 4 wheel ပါရှင်တက်တန်းက2လပိုင်းတော့မှရင်းစစ်ထားတာပါတက်တန်းအသစ်နဲ့ရမှာပါရှင်ဒီကားလေးကိုတော့980နဲ့ညှိနှိုင်းရောင်းချပေးမှာပါmanual 2 wheel လေးပါရှင်ဒီကားလေးကိုတော့960ကိုညှိနှိုင်းပြီးတော့ရောင်းချပေးမှာပါ model 2009ပါရှင်Toyota Town A auto လေးပါရှင် auto 2 wheel လေးပါဒီကားလေးကိုတော့920ကိုပိုင်ရှင်တိုင်းနဲ့ညှိနှိုင်းရောင်းချပေးမှာပါရှင် model 2008ရုပ်ပြောင်းပါ Suzuki S တလုံးပေါင်း2017ပြည်တန်းလေးပါရှင် model မြင့်နံပါတ်မြင့်လေးပါတက်တန်းအသေးရင်းစစ်ပြီးသားပါရှင်ဒီကားလေးကိုတော့695သိန်းကိုပိုင်ရှင်တိုင်းနဲ့ညှိရောင်းပေးမှာပါရှင် Vanity 2006ဒီဇယ်ကားလေးပါရှင် manual 2 wheel လေးပါ980ပိုင်ရှင်တိုင်းညှိပေးမှာပါ7အော်တိုလေးပါရှင်အခရာ national နဲ့ဖြစ်ပါမယ်တက်တန်းအသေးရင်းစစ်ပြီးသားပါ28 3လပိုင်းဒီတက်တန်းကျန်ပါတယ်ဒီကားလေးကိုတော့820ကိုညှိနှိုင်းပြီးရောင်းချပေးမှာပါရှင်6 manual 2 wheel လေးဖြစ်ပါတယ်တက်တန်းအသေးရင်းစစ်ပြီးသားပါဒီကားလေးကိုတော့980ကိုညှိနှိုင်းရောင်းချပေးမှာပါရှင် Suzuki 2009 manual 2 wheel လေးပါ620ကိုပိုင်ရှင်တိုင်းနဲ့ညှိရောင်းပေးမှာပါရှင်2003လေးပါရှင်ဒီကောင်လေးကိုတော့900နဲ့မှ40ကိုပိုင်ရှင်တိုင်းညှိနှိုင်းနဲ့ရောင်းချပေးမှာပါရှင်920 limited လေးပါရှင်2004 model ပါဒီကောင်လေးကိုတော့1050ကိုညှိရောင်းပေးမှာပါရှင် Poland brand new single cut လေးပါရှင်ကားတန်ဖိုး650ပါ Toyo Evan 97 model ကို3880ညှိရောင်းပေးမှာပါရှင် RAV4 2000 model engine power 1.8 လေးပါရှင်ဈေးနှုန်းလေးကတော့1150ကိုညှိနှိုင်းရောင်းချပေးမှာပါ80 2000 1.5 လေးပါရှင်ဒီကောင်လေးကိုတော့910ကိုပိုင်ရှင်တိုင်းနဲ့ညှိရောင်းပေးမှာပါရှင် Crown 2010 engine power 2.5 လေးပါဒီကောင်လေးကိုတော့950ကိုညှိရောင်းပေးမှာပါရှင်99ဖပြုတ်ဓာတ်စီ5 speed 650ခေါ်ထားပါတယ်ရှင်ညှိရောင်းပေးမှာပါအဲ့တော့99 4 speed ဓာတ်စီပါရှင်ဖပြုတ်ကားလေးပါ F150 model 2019ပါရှင်Poland brand new ကားတန်မိုး950ပါ double cab ပါရှင်